ကိုပေါ်တယောက်ယောက်ကစော်ကားထားတာကိုမေ့ပြစ်ခြင်းဖြင့်လည်းပဲဖြေရှင်းလို့ရပါလေခေါင်းထဲမှာမထည့်နဲ့မေ့လိုက်မေ့ထားလိုက်တတိယမှာဒေါသဆိုတာဖြစ်တာလေကိုယ်စော်ကားတာအိပ်ပျော်သွားရင်မေ့သွားမှာပဲလေအဲ့ဒါလိုပဲမေ့ပြလိုက်ငါဘယ်တော့မှစော်ကားထားတာဆိုတဲ့ဟာပြန်မတွေးနဲ့တော့မေ့ပြလိုက်ခြင်းအပြင်လည်းပဲရှင်တဲ့နှလုံးနဲ့သိမ့်မထားနဲ့နောက်တစ်ခုကတော့အမနတိကာရိဏမစင်စားနဲ့တော့မေ့ပြတဲ့သဘောပဲနှလုံးသွင်းဘယ်တော့မှစိတ်ထဲမှာမထားနဲ့နှလုံးသွင်းတာဆိုတယ်ငါပေါ်မှာဘလို့စော်ကားခဲ့တယ်ဆိုတာကိုတုတ်ပြန်လှန်ပြီးတော့မစင်စားနဲ့မစင်စားခြင်းအဖြစ်လည်းပဲမေ့လျော့ပြရမှာဖြစ်တယ်တိခံခွင့်လွှတ်ရမှာဖြစ်တယ်နောက်တစ်ခုကတော့ဘာလဲလို့ဆိုလို့ရှိရင်ကမ္မတက္ကတာကံတရားကိုဆင်ញင်သုံးသပ်ရမှာအေးသူလုပ်တဲ့မကောင်းမှုကသူနဲ့သာသက်ဆိုင်တယ်ငါကတုံ့ပြန်ပြီးအလားတူအကုသိုလ်လုပ်လိုက်မယ်ဆိုရင်အဲ့ဒီအကုသိုလ်ကငါကအကုသိုလ်ဖြစ်သွားလိမ့်မယ်အခုဟာသူ့ရဲ့လုပ်ရသူ့အကုသိုလ်သူဟာနဲ့သူရှိပါစေငါနဲ့မပတ်သက်အောင်ငါရှောင်လွှဲမယ်ငါကိုတော့ငါမှာတော့အကုသိုလ်မဖြစ်စေရဘူးသူ့လိုအကုသိုလ်မျိုးငါမကျူးလွန်ဘူးငါဟာအကုသိုလ်ကိုရှောင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ရမယ်ဆိုပြီးတော့လူတွေဟာကိုယ်ကံနဲ့ကိုယ်လာကြတာဖြစ်တော့ကံအားလျော်စွာသွားကြမှာဖြစ်တယ်ဆိုတာကိုဆင်ញင်စဉ်းစားပြီးတော့လည်းပဲရှင်ထဲမှာမထားဘဲနဲ့ဖြောက်ပြရမယ်လို့သူဆိုတယ်